လာမယ့်နွေရာသီမှာအန်ဒရီဘာတာဦးစားပေးရောင်းချသွားမဲ့စီနီယာလေဗယ်ကစားသမားတွေကဘယ်သူတွေဖြစ်မလဲလာမယ့်နွေရာသီဈေးကွက်ကြရင်တော့တန်ရုံးစင်ရှိတဲ့ကစားသမားတချို့လည်းအသင်းကထွက်သွားတာဖြစ်နိုင်တယ်ရှေ့မှာလည်းကျွန်တော်တို့Ramsdale တုန်းကရောပြီးတော့ Smith Rowe တုန်းကရောကျွန်တော်တို့တွေတန်ရုံးစင်ရှိတဲ့ကစားသမားတွေလက်လွတ်ခဲ့ရတယ်ပေါ့လေဒါပေမဲ့လည်းပိုပြီးကောင်းတဲ့အသင်းတစ်သင်းဖြစ်ဖို့အတွက်တခါကျရင်ကိုချစ်တယ်ဆိုရင်မဲ့လည်းကိုအသင်းရဲ့အနေထားနဲ့လိုက်မီတဲ့ပို့ပြီးတော့ quality မြင့်တဲ့ကစားသမားတွေပေါင်းထည့်ဖို့အတွက်တချို့အရာတွေကျွန်တော်စွန့်လွတ်လိုက်ရတာရှိတယ်အဲ့တော့ဈေးကွက်တစ်ခုရောက်လာပြီဆိုတော့ကျွန်တော်တို့ကနှစ်မျိုးပဲရှိတယ်ရောင်းတာနဲ့ဝယ်တာအခုဒီမနက်ခင်းမှာတော့အပြောင်းရွှေ့သတင်းနဲ့ပတ်သက်ပြီးကျွန်တော်မတင်တော့ဘူးဒါပေမဲ့လာမယ့်ຫນွေမှာဘယ်သူတွေထွက်ခွာနေကြရှိလဲကျွန်တော် group 3ခုနဲ့ခွဲပြီးလုပ်ပြသွားမယ် group A group B group C group A ကကြတော့ထွက်ဖို့ရာခိုင်နှုန်းအများများတယ် group B ကကြတော့အခြေအနေပေါ်မူတည်ပြီးထွက်မှာ group C ကကြတော့ထိုက်တဲ့နဲ့တန်ကြီးရမှလက်လွတ်မှာအဲ့ပုံစံမျိုးကျွန်တော်သုံးသပ်သွားလိုက်မယ်ဘာလို့လဲဆိုတော့အခုမနက်ခင်းသတင်းတွေကလည်းကျွန်တော်တို့ညီကိုမောင်နှမတွေသိတဲ့အတိုင်းပဲကောလာဟာလာတွေကိုပဲကျွန်တော်တို့ပြန်ပြီးခွဲချမ်းစိတ်ဖြာနေကြရတာအဲ့တော့အာဆင်နယ်စီနာတွေပဲကစားသမားတွေလာမယ့်နွေရာသီမှာအသင်းကဘယ်သူတွေကိုရှင်းထုတ်သွားမလဲဘယ်သူတွေကတော့ဆက်ထားမလဲကျွန်တော်တို့ရေသုံးသက်ကြည့်လိုက်အောင်ဒါတော့ကျွန်တော်တို့နေ့တိုင်းသတင်းတွေလုံနေတဲ့သူတွေအတွက်ဆိုရင်တော့အနေနဲ့များတော့တီမီခေါက်မိရှိတယ်ကျွန်တော်ညီကိုကြီးလည်းနေ့တိုင်းနားထောင်နေဆိုရင်တော့ဘယ်ကစားသမားတော့အသင်းမှာတောင်းတင်နေနိုင်တယ်ဘယ်သမားတော့ရောင်းချနိုင်တယ်ဆိုတဲ့ပုံစံမျိုးနည်းနည်းပါတော့ကျွန်တော်တီမီခေါက်မိရှိရပါဗောလေအဲ့တော့တချို့သတင်းဌာနတွေဈေးကတ်တယ်လို့မျိုးမာတင်အိုရီကတ်ကိုတန်း100ဘယ်ကစားသမားကိုတန်း90အဲ့ဒါတွေကလေကျွန်တော်တော့အယုံကြည်မရှိဘူးဈေးကွက်တစ်ခုဖွင့်ပြီးဆိုတော့မှပဲဒါတွေအပြောင်းရွှေ့ဖြစ်လာမှာလောလောဆယ်ကလပ်တင်းကငါတို့ဒီကစားမနဲ့ပတ်သက်ပြီးဘလောက်လိုချင်နေဆိုပြီးတော့လေးလံတင်နေဆိုတာကကလပ်တင်းကတရားဝင်ထုတ်ပြန်မှုမလုပ်မချင်းကျန်တာကိုတော့ကျွန်တော်တို့ဖွာသတင်းဖြစ်ပဲကျွန်တော်ကလက်ခံထားတယ်ကဲကျွန်တော်တို့ပထမဆုံး group A ကိုကြည့်လိုက်အောင်ဒါတော့80ရာခိုင်နှုန်းလောက်အသင်းတွေထွက်ခွာနိုင်ခြေရှိတဲ့ကစားသမားတွေပါ group A ထဲမှာဘယ်သူတွေပါလဲဆိုတော့ Gabriel Jesus, Leandro Trossard, Benjamin White အဲ့3ယောက်ရှိတယ်ဒါလည်းကျွန်တော်ညီကိုမော်လမိုင်းအနေနဲ့များတော့တီးပြီးဖြစ်မှာပါဒီ3ယောက်ထဲက3ယောက်စလုံးလည်းထွက်ခွာသွားတာဖြစ်နိုင်တယ်ပထမဆုံးတစ်ယောက် Gabriel Jesus အသင်းကသူ့ကိုအရန်ကစားသမားတူးအနေနဲ့ပဲသုံးရတာ ACN တရားနေပြန်လာတဲ့ကစားသမားတူးဆီကနေကျွန်တော်တို့အများကြီးမျှော်လင့်လို့မရဘူးသူ့ရဲ့တပတ်လောက်ခလာစာကပေါင်2,65000ဘလောက်ကြီးပဲခြေစွမ်းပြခဲ့ဘူးတဲ့ကစားသမားဖြစ်ဖြစ်လက်ရှိချိန်မှာအသင်းကအားမကိုးနေရအောင်ဆိုရင်ပေးရတဲ့လောက်ခလာစာကဝန်တော့ဝန်ပိုးပဲအဲ့တော့ဒီကစားမလက်ရှိချိန်မှာအသက်28နှစ်ရှိပြီ2029ခုနှစ်ဒီပဲစာချုပ်ရှိတော့တယ်2026နွေမှာမရောင်းလို့ရှိရင်နောက်တစ်နှစ်မှာကျွန်တော်တို့အလွတ်နဲ့လက်လွတ်ရတော့မှာအဲ့တော့ဒီကစားသမားတွေနဲ့ပရီးမီးယားလိမှာဒီယာတီ17ပွဲမှာ2ပွဲပဲပွက်ထွက်ထားတယ်ကျွန်တော်ပရီးမီးယားလိနဲ့ပဲကစားသမားတွေအကုန်လုံးချိန်ထိုးပြောလိုက်တော့မယ်ဘာလို့လဲဆိုတော့ပရီးမီးယားလိကအရေးကြီးဆုံးပဲကျန်တဲ့ပြိုင်ပွဲရက်ကကြတော့အသင်းရဲ့အခြေအနေပေါ်မူတည်ပြီးတော့နီးပြထဲဆော့တာအဲ့တော့ပရီးမီးယားလိမှာဘယ်နှပွဲဆော့ထားလဲဆိုတာလည်းပဲကျွန်တော်ကျန်တဲ့ကစားသမားတွေကိုတိုင်းတာသွားမယ်အဲ့တော့သူ့ကိုလိုချင်တဲ့အသင်းတွေမှာဆိုတော့ AC Milan တို့ပါမီယက်တို့တော့ရှိတယ်ပါမီယက်ကတော့ဘယ်ချိန်ဆိုဂျေဆုကိုတကားဖွင့်ထားတယ်လို့တော့ပြောတယ်ဒါပေမဲ့သူတို့တကားဖွင့်ထားတာကတန်ကြီးတော့ပေးဝယ်မရှိဘူးသိရတိုင်းပဲအာဆင်နယ်ကအလုံးမရှိတော့အာဆင်နယ်မှာနေရာမရတော့ဘူးဆိုလို့ရှိရင်တော်တော်များတင်းတွေကအောက်ဈေးပဲလာနှိုက်ကြတာများတယ်အဲ့တော့ကျွန်တော်တို့ဒီကစားမနဲ့ပတ်သက်ပြီး10တန်းစွန်းရရင်တော့ကန်ကောင်းပဲသူ ACN နေရာများခင်တော့တန်း60လောက်ထိဈေးကွက်တန်ကြီးပေါက်တယ်အခုတော့ဈေးကွက်တန်ကြီးတန်း20စွန်းလောက်ပဲရှိတော့တယ်အဲ့တော့ဒီကစားမနဲ့ပတ်သက်ပြီးတော့10တန်းကျော်လောက်ပဲအာဆင်နယ်ရောက်ွယ်ရှိတယ်ဒါမှမဟုတ်လောကလတာရှော့ချနိုင်တော့မှပြောင်းရွှေ့ကြည့်တဲ့ဆိုင်အာဆင်နယ်ပို့ပြီးစိတ်ဝင်စားွယ်ရှိတယ်သူ့ကိုပေးရတဲ့လောကလတာလည်းနင့်နေရပါဗောလေအဲ့တော့ဒီကစားသမားຫນွေမှာထွက်ခွာဖို့တော်တော်လေးရာခိုင်နှုန်းများပါတယ်နောက်ထပ်တစ်ယောက်ကတော့ Leandro Trossard တပတ်ကိုပေါင်3,800,000ပထမတော့အဲ့လောက်ကြီးမရဘူးဒါပေမဲ့ Trossard ရဲ့အသက်အရွယ်ခြေစွမ်းပြတာကြောင့်ကြံခဲ့တဲ့ຫນွေရမှလောက်ခလာစာ bonus ပုံစံမျိုးနဲ့တိုးပေးလိုက်တာသူနဲ့ Ryan နဲ့ကိုတိုးပေးလိုက်တယ်လို့ကျွန်တော်ကြားတယ်အဲ့တော့သူ့အနေနဲ့လက်ရှိချိန်မှာအသက်32နှစ်ရှိပြီပရီးမီးယားလိမှာဘလောက်ပဲကောင်းတဲ့ဝင်ကစားသမားဖြစ်ဖြစ်အသက်အရွယ်တစ်ခုရောက်လာလို့ရှိရင်တော့ကျွန်တော်တို့အများကြီးမျှော်လင့်လို့မရဘူးအထူးသဖြင့်အာဆင်နယ်လိုမျိုးဒီယာတီပြိုင်ပွဲများစွာကစားနေတဲ့ဖလားလင်းလုံးလမ်းကြောင်းမှာရှိတဲ့အသင်းတစ်သင်းအနေနဲ့ဆိုလို့ရှိရင်တော့ဒီလိုအသက်အရွယ်တစ်ခုရောက်လာတဲ့ကစားသမားစီကအတွေ့အကြုံကလွှဲရင်ကြံတဲ့မြန်နှုံးမြင့်ကစားဟန်ကျွန်တော်တို့သွားပြီးတောင်းဆိုလို့မရဘူးဒီကစားမတော့2029ခုနှစ်ဒီပဲစာချုပ်ရှိတော့တယ်ဒါပေမဲ့ဒီယာတီပရီးမီးယားလိမှာ26ပွဲဒီဝင်ကစားထားတယ်အဲ့ပွဲမှာ18ပွဲကပွဲထွက်ထားတယ်သူ့ကိုလိုချင်တဲ့အသင်းတွေမှာတော့လောလောဆယ်နောက်ဆုံးသတင်းထွက်တာတော့ Newcastle နဲ့ Aston Villa ဒီနေရာမှာသူနဲ့ပတ်သက်ပြီးတော့အာဆင်နယ်ကတန်း20ပတ်ချလဲရရင်လက်လွတ်မယ်လို့ကြားရတယ်ဒါကသူ့ကိုကျွန်တော်ဝယ်တုံးကဈေးနဲ့မတိမ်မြိန်ပဲကျွန်တော်ကတော့
အဲ့ဒီတန်း20ဆိုတဲ့ပမာဏထက်စာရင်ဂေါ်ဒွန်ကိုဝယ်ယူတဲ့ကိစ္စမှာသူ့ကိုအလိုက်ပေးတာဖြစ်ဖြစ်တိုနာလီကိုဝယ်တဲ့ကိစ္စမှာအလိုက်ပေးတာဖြစ်ဖြစ်ဆိုရင်တော့အဆင်ပြေနိုင်တယ်ဖြစ်နိုင်မယ်ဆိုရင်တော့ဗျာပရီးမီးယားလိပြင်ပကလပ်တွေကိုပဲရောင်းစီချင်တာပေါ့မဟုတ်ရင်ကျွန်တော်ပြိုင်ဘက်ဖြစ်ပြန်ပြီးရင်ဆိုင်တွေ့ရမှာအဲ့တော့ Trossard ကိစ္စကလည်းအာဆင်နယ်တို့ဘဲတောင်မန် quality player ဝယ်တဲ့ကိစ္စမှာအလဲထက်ဖြစ်နိုင်တယ်ဒါမှမဟုတ်ငွေတန်းတိတက်ရောင်းသွားတာလည်းဖြစ်နိုင်ပါတယ်နောက်ထပ်တစ်ယောက်ကတော့ Benjamin White အရင်ကြိုက်ခဲ့ရတဲ့ player ပါနောက်ပိုင်းဒဏ်ရာတွေရပြီးတော့ injury prone လို့မပြောကြည့်ပေမဲ့လည်းမကြာခဏတိတ်တိတ်လေးပျောက်ကွယ်သွားခဲ့ကစားသမားအခု Champion League ကစားမဲ့အချိန်မှာတော့မှသူ့အနေနဲ့ဒဏ်ရာကြောင့်မပါနိုင်သေးဘူးကြားသိရတယ်အဲ့တော့ Van White ဘာဖြစ်သွားလဲအမှန်တကယ်တော့အသင်းအတွက်ပေပြီးကစားခဲ့တာတွေအခုမှသူစုပြုံပြီးခံခဲ့ရတာ2022-23ဘောလုံးရာသီအဲ့ဒီကာလတွေတုန်းကဒဏ်ရာကြီးတစ်ဖက်နဲ့သူကစားခဲ့ရတာအဲ့ညာဘက်အစွန်ဖူးဘက်နေရာမှာနောက်ပိုင်းတင်ပါခြေစွမ်းပြပြီး ACN နေပြန်လာတဲ့အချိန်မှာသူစိတ်ချလက်ချနဲ့အနားယူပြီးဆေးတွေကုတယ်ပြန်လာတဲ့အခါမှာတော့အဲ့ဒန်တွေကတေချာပြန်မကောင်းတော့ဘူးအဲ့တော့လက်ရှိချိန်မှာဘန်ဝိုင်းနဲ့ပတ်သက်ပြီးတော့သတင်းထွက်တဲ့အသင်းတွေလွန်ခဲ့တဲ့3လလောက်တုန်းကတော့ Manchester City ရဲ့တစ်ချိန်သတင်းထွက်ခဲ့ဘူးတယ်ဒါပေမဲ့ဘန်ဝိုင်းလိုကစားမမျိုးအသင်းတွေထွက်မယ်ဆိုရင်လိုချင်တဲ့အသင်းတွေကတော့ဝိုင်းဝိုင်းလည်နေပါပဲတစ်ချိန်တော့အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ညာတောင်မှာရွေးချယ်ခံခဲ့ရတဲ့ကစားသမားတဦးဖြစ်ဒါတော်တော်လေးကိုမှ quality မြင့်ကစားသမားပေါ့လေတစ်ပတ်ကိုပေါင်3,500ရနေအဲ့တော့အသင်းကလည်းမတုံးအောင်ဆေးလဲကုနေရတယ်ဆိုတော့ဒီပမာဏတော့နည်းနည်းလေးမြင်လာနိုင်တဲ့လောက်ခလာစာပမာဏပေါ့လေအသက်ကလည်း28နှစ်တန်းကိုရောက်ပြီစာချုပ်ကလည်း2028ခုနှစ်ဒီပဲကျန်တော့တယ်ဒီရာသီပရီးမီးယားလိ9ပွဲကစားထားတယ်ပွဲပေါင်း30ကစားပြီးအချိန်မှာတော့9ပွဲမှာမှ9ပွဲပဲပွဲထွက်ထားတယ်ဒါကြောင့်မလို့ဘန်ဝိုက်ကလည်းနွေရာသီမှာအရှိကကစားသမား2ဦးနဲ့တူတူထွက်ခွာနိုင်ခြင်းများပါတယ်ကဲ Group B ဒါတော့90ခိုင်နှုန်းထွက်ချင်လဲထွက်မယ်အသင်းမှာဆက်ရှိရလဲဖြစ်နိုင်တယ် Group B ကစားသမားတွေကတော့ Calafiori နဲ့ Christian Nordgaard Ricardo Calafiori ကဒီအီတလီရဲ့ပြောမယ်ဆိုလို့ရှိရင်ပေါ့တကယ်အနာဂတ်ကျေပွင့်အခုတည်းကလည်းလေရွေးစင်အသင်းမှာအားကိုးရတဲ့ player ဒါပေမဲ့သူ့ရဲ့ပြဿနာကစွမ်းဆောင်ရည်ပိုင်းနဲ့ပတ်သက်ပြီးကျွန်တော်စိတ်မပူ injury နဲ့ပတ်သက်ပြီးစိတ်ပူတာကစားသမားတယောက်ကလေအမြင့်ဆုံး level အဆင့်ကိုရောက်ချင်တယ်ဆိုလို့ရှိရင်ဒဏ်ရာကင်းစင်ပြီးတော့ခြေစွမ်းပုံမှန်ပြနေမှာအဲ့ဒါကကစားသမားတယောက်နဲ့ပတ်သက်ပြီးအသင်းတိုင်းလိုချင်တဲ့စွမ်းဆောင်ရည်ပဲကစားသမားတယောက်ကခြေစွမ်းဘယ်လောက်ပဲကောင်းကောင်းဒဏ်ရာတွေကြောင့်ရုန်းကန်နေရတဲ့မြခင်းစိမ့်တွေပေါ်ခြေမချနိုင်ဘူးဆိုရင်ပိုင်ထားတဲ့အသင်းကလည်းအလကားပဲကျွန်တော်တို့အာဆင်နယ်ဖန်တွေမှာလည်း Ricardo Calafiori ကိုချစ်ကြတဲ့လူတွေအများကြီးပဲတကယ်လည်းသူကဒီရာသီမှာအာဆင်နယ်အသင်းအတွက် Premier League 22ပွဲတောင်ဝင်ကစားထားတယ်အမှ18ပွဲကပွဲထွက်ထားတယ်တစ်ပတ်ကိုပေါင်3,200ရနေတယ်အသက်ကတော့23နှစ်ငယ်သေးတယ်ဒဏ်ရာရည်တမ်းမရလို့ရှိရင်အာဆင်နယ်လုံးဝ8နှစ်9နှစ်လောက်ကောင်းကောင်းသုံးလို့ရတဲ့အီတလီနောက်ခံကစားသမားပေါ့လေ attacking vision အရန်ကောင်းတာ2029နှစ်ကျွန်တော်တို့စာချုပ်ရှိတယ်ဗောလေဒါပေမဲ့သူကတော့အသင်းမှာပုံမှန်ပွဲထွက်ခွင့်မရတဲ့နောက်ပိုင်းမှာတော့သတင်းလေးတက်တက်ထွက်လာတာကအင်တာဗျူးတချို့မှာဖြေတာကတနေ့နေ့တစ်ချိန်ကျရင်တော့ရိုးမားမှာပြန်ပြီးကစားခြင်းလို့ပြောထားဘူးတယ်အဲ့တော့အာဒီတာတို့ကဒီကစားမနဲ့ပတ်သက်ပြီးတော့ဒဏ်ရာတွေနဲ့ပြန်လာနိုင်တယ်လို့ရည်မှန်းချက်ရှိရင်တော့အသင်းမှာဆက်ထားလိုက်မယ်ဒါမှမဟုတ်ဒီလိုပဲဒဏ်ရာတွေနဲ့ရုန်းကန်နေရတယ်တိတ်လည်းမသုံးအောင်ဆိုရင်တော့တနေ့ချိန်ကျရင်အာဆင်နယ်နဲ့ကာလာဖီယိုရီကြားထဲမှာလမ်းခွဲသွားလည်းဖြစ်နိုင်ပါတယ်နောက်တစ်ယောက်ကတော့ Christian Nordgaard လာတော့ကလည်းအရန်ကုန်အတွက်လာတယ်လို့ပြောတယ်ဒါပေမဲ့လူပဲဗျာဝင်ကစားကျင်တာပေါ့ဟိုသူနဲ့ပတ်သက်ပြီးသတင်းထွက်တာကတော့အေဂျက်အသင်းကစိတ်ဝင်စားလို့ကြားသိရတယ်ဒါပေမဲ့အာဆင်နယ်စီတရားဝင်ကနလာမှုတော့မလုပ်သေးဘူးအဲ့တော့နောက်လာမဲ့နွေရာသီမှာများအာဆင်နယ်ကကွင်းလယ်ဖြစ်တဲ့တယောက်ခေါ်နိုင်တယ်ဆိုရင်တော့ဒီကစားမကိုလက်လွတ်ပေးတော့ပဲရှိတယ်သူ့ကိုဆက်ထားရင်လည်းအာဆင်နယ်မမှားဘူးတပတ်လောက်ခလာတာပေါင်6,000ပဲပေးရတယ်ဒါပေမဲ့အသက်အရွယ်တော့32နှစ်ရှိပြီ2029ခုနှစ်ဒီပဲစာချုပ်ကရှိတယ်ဒီရာသီပရီးမီးယားလိမှာ6ပွဲပဲကစားထားတယ်အရန်ကုန်ကနေပြီးဝင်ဆော့တာခါရာဘောင်တို့ FA ဖလားတို့ချန်ပီယံလိတွေမှာတော့ပွဲကစားတာတော့မဆိုးဒါပေမဲ့ကျွန်တော်ပရီးမီးယားလိနဲ့တိုင်းတာမယ်ဆိုရင်တော့အိုက်တာအကြိုက်ကစားသမားတူတော့ဟုတ်မနေဘူးအဲ့တော့ဒီကစားသမားကလာမယ့်နွေရာသီမှာအသင်းကထွက်မလားဆက်ရှိမလားဆိုတော့50-50နေထားပဲရှိပါတယ်အသင်းမှာဆက်ရှိသွားနိုင်ရရှိတဲ့ Group C ကစားသမားတွေကျွန်တော်ပြောလိုက်ရအောင်အဲ့ဒီကစားသမားတွေမှာတချို့ကအသင်းတွေထွက်မယ်လို့ထင်တဲ့ကစားသမားတွေလည်းပါတယ်ဒါပေမဲ့ဒီ Group C ကစားသမားတွေကအာဆင်နယ်ကနေပြီးတော့ပြိုင်ဘက်အသင်းတွေဒါမှမဟုတ်ဥရောပကလပ်အသင်းတွေစီထွက်ခွာနိုင်ကြီးရောင်းချနိုင်ကြီးက20%ပဲရှိတယ်ကျွန်တော်ကတော့ထွက်မယ်လို့မထင်ဘူးအာဆင်နယ်ဆက်ပြီးတင်ထားလောက်တယ်အဲ့ဒီကစားသမားတွေကတော့3ယောက်ခိုင်ယာဘက်မာတင်နယ်လီမာတီအိုဒီဂတ်အဲ့3ယောက်တချို့တွေကတော့အိုဒီဂတ်နဲ့ပတ်သက်ပြီးဈေးကတ်တယ်မာတင်နယ်လီနဲ့ပတ်သက်ပြီးဈေးကတ်ထားတယ်ခိုင်ဘက်နဲ့ပတ်သက်ပြီးတချို့အသင်းတွေစိတ်ဝင်စားသူသတင်းတွေတက်ပြီးမဲ့ဒီကစားသမားတွေကအသင်းရဲ့ထောက်တိုင်ကစားသမားတွေမာတင်နယ်လီဘလောက်ပဲခြေစွမ်းကျနေပါတယ်ပျော်ပျော်သူ့ကိုဝယ်ရင်းဈေးနဲ့ဆိုရင်အာဆင်နယ်မှာ pressure မရှိဘူးစိတ်ကြိုက်ဆက်ပြီးထားလို့ရတယ်လောက်ခရတာအကြောင်းကဲကျွန်တော်ခိုင်ဘက်ကနေစပြောလိုက်အောင်ခိုင်ဘက်ကလက်ရှိချိန်မှာအသက်26နှစ်ဒါပေမဲ့ तू ကအသင်းမှာတစ်ပတ်ကိုပေါင်2,800,000လောက်ခရတာတော့များတယ်ဒါပေမဲ့အသင်းတာဝန်ရှိသူရဲ့နံပါတ်1ဦးစားပေးဒဏ်ရာရတာမရရင်3ညင်တဲ့ကစားသမားအဖြစ်ရှိတယ်အသင်းဒီပြောက်ဖွဲ့ဝင်တွေရောအသင်းပိုင်ရှင်တွေရောဘုတ်ဖွဲ့တွေရောတော်တော်လေးကြိုက်တဲ့ကစားသမားအဲ့အတွက်
တခါကျရင်ကျွန်တော်တို့ဒဏ်ရာကြီးနဲ့တွားပြီးတိုင်းတာလို့မရဘူးပေးရတဲ့လောက်ခတဲ့တိုင်းနဲ့တွားတိုင်းတာလို့မရဘူးသူနဲ့ပတ်သက်ပြီးဘယ်လောက်ထိအသင်းကမျောလင့်ထားဆိုတဲ့အပိုင်းခိုင်ဘက်ကိုလိုချင်တဲ့အသင်းတွေရှိတယ်ရောကရက်ရောက်လာတုန်းကခိုင်ဘက်ကိုအောက်ကြီးလေးနဲ့ရမလားဆိုပြီးမျောလင့်နေဂျာမန်ကလပ်တွေမှာအများကြီးပဲအဲ့တော့ဒီကစားမှာတော့ဒီရသည်ပရီးမီးယားလိမှာ9ပွဲပဲဝင်ဆော့တာလေအဲ့မှာ2ပွဲပဲပွဲထွက်ထားတယ်ဒဏ်ရာကြောင့်ဒီရသည်မှာသူတော်တော်လေးရုန်းကန်နေရခဲ့ရတာအဲ့တော့ဒီကစားမှာတော့အာဆင်နယ်မှာဆက်ပြီးရှိဖို့များတယ်ဘာကြောင့်လဲဆိုတော့အာတီတာရောဘုတ်ဖွဲ့ဝင်ရောနီးပြဖွဲ့ဝင်ရောအချစ်တော်ပလေယာဖြစ်ရှိနေတဲ့အတွက်ပါနောက်ထပ်တစ်ယောက်ကတော့မာတီနယ်လီနဲ့ငါတို့ဆက်သွားရင်တော့ဖြစ်မှာမဟုတ်ဘူးဖလားရမှာမဟုတ်ဘူးဆိုဒီခါလေးကျွန်တော်ညင်းညူပေးပေမဲ့အာဆင်နယ်မှာမာတီနယ်လီထက်မြန်တဲ့ပလေယာဘယ်သူရှိလဲဆိုရင်မရှိဘူးတခါရရမြန်နှုံးနဲ့ counter transition သွားမဲ့မိနစ်80ကျော်လူစားလဲပြီးသုံးတဲ့နီးစနစ်ပိုင်းမှာတော့ဒီကစားမလေးကအသုံးဝင်နေတော့မယ်ခံစစ်ကိုလည်းမခုံမကတ်လိုက်ပြီးကူးတယ်ဒါပေမဲ့ final decision တွေအသင်းကိုရဖို့အသေးအံလိုအပ်တဲ့အခါမျိုးဒီမှာတော့ Ketinson ဟုတ်မနေပြန်ဘူးအထူးသဖြင့် Premier League မှာပေါ့လေလာမယ့် Champion League မှာတော့ဆရာသမားကျွန်တော်တို့ greater performance တွေမြင်ရဖို့ရှိတယ်အာရီတာလည်းသုံးလိုက်မယ်ဒီကစားမကိုကျွန်တော်တစ်ပတ်ကိုပေါင်3,800ပေးနေရတာအသက်က24နှစ်ခြေစောလေးသာပြန်ပြီးတက်လာမယ်နောက်က fullback ကစားသမားသာသူတဲ့အချိတ်ဆက်ကစားနိုင်ပြီးသူ့ကိုပံ့ပိုးနိုင်မယ်ဆိုရင်တော့6နှစ်9နှစ်လောက်အာဆင်နယ်ကိုလှည့်ကြည့်ကြမလို့တဲ့တောင်းမှန်ဒါပေမဲ့ကျွန်တော်အပါဝင်မော်လီတော်တော်များလဲမာတီနယ်ထက်ပိုကောင်းတဲ့ quality ဘယ်ချမ်းတောင်းမှန်တူတော့ဖြည့်တင်တယ်ဆိုတာလက်ခံထားတယ်မာတီနယ်ကိုဆက်ပြီးထားမယ်ဆိုတာကအရန်ကုန်အတွက်ပဲအဲ့တော့မာတီနယ်အသင်းမှာဆက်ရှိနိုင်ခြင်းများတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့တစ်ချိန်တော့ဈေးနဲ့ကြောက်အောင်ခဲ့တဲ့ကစားမဖြစ်တာဖြစ်တဲ့အတွက်အသင်းကဓာမျိုးတွေကိုတုံတန်ကြီးနဲ့တော့လက်လွတ်မှာမဟုတ်ဘူးသူ့ကိုလိုချင်တဲ့အသင်းတော်ရှိတယ်ဘိုင်ယန်မြူးနစ်နဲ့သတင်းထွက်လိုက်ဘာစီလိုနာနဲ့သတင်းထွက်လိုက်ဆော်ဒီကလပ်တွေနဲ့သတင်းထွက်လိုက်ဒါပေမဲ့အာဆင်နယ်ကတန်း60အထက်မှမရရင်တော့ဒီဘရာဇီးသားကိုအသင်းမှာပဲဆက်ထားဝယ်ရှိတယ်ဒီကစားမတော့ဒီကဒီပြိုင်ပွဲစုံအောင်ဖြစ်တဲ့ပရီးမီးယားလိ24ပွဲမှာ6ပွဲပွဲထွက်ထားတယ်24ပွဲထိဝင်ဆော့ထားတယ်နော်ခြေစွမ်းကြတာမကြတာတပိုင်းထားအသင်းဒီယာဒီမှာတော်တော်များပွဲတွေဝင်ဆော့ပြီးတဲ့ကစားသမားတွေတယောက်ဖြစ်တော့ရှိနေပါတယ်နောက်ထပ်တယောက်အဲ့ဒါကမာတင်အိုဒီကဘာဖြစ်သွားတာလဲဆိုရင်ဒဏ်ရာတွေကနေစအဲ့ဒဏ်ရာတွေဘယ်ကနေရလဲဆိုရင်နော်ဝေလေးစစ်အသင်းမှာရခဲ့တာအိုဒီကကိုကျွန်တော်တို့သိခဲ့တာကအရန်ကိုအားကိုးရပြီးတော့ဘန်ဝိုက်ဆာကာအိုဒီကဆိုတဲ့ striker တစ်ချိန်တော့အရန်ကြောက်စရာကောင်းတဲ့အာဆင်နယ်ရဲ့ညာတောင်ပန်တိုက်စစ်အဲ့ striker ကဘာလှုပ်ချင်မှမသိဘဲနဲ့ဂိုးတွေရသွားတာဘယ်သူမှတားဆီးဖို့မလွယ်ခဲ့ဘူးဒါပေမဲ့တယောက်စဒဏ်ရာလိုက်နောက်တယောက်ဒဏ်ရာလိုက်နဲ့ဒီ၃အောင်နေရာမှာတဖြည်းဖြည်းတင်ပါဝင်လာတယ်ဆာကာဒဏ်ရာဝိုင်းနဲ့မတူကီဝင်လာတယ်အခုမာတင်အိုဒီကက်မပါတဲ့အချိန်မှာအစည်းဝင်ကစားတယ်အဲ့တော့မာတင်အိုဒီကက်အခန်းကဏ္ဍတော့တဖြည်းဖြည်းနဲ့နဲပါလာတယ်အဲ့အတွက်သတင်းတွေထွက်တာတော့လေအိုဒီကက်ကိုတန်းတရာဈေးကတ်ထားရဲ့ဘာညာဝယ်ချင်တဲ့တင်းရင်လည်းရှီကောင်းရှိလိမ့်မယ်ဒါပေမဲ့မာတင်အိုဒီကက်ဒီမမေ့ဖို့လိုတာအာဆင်နယ်တင်းကပ်တိန်လက်ရှိချိန်ဒီသူကတရဝင်ကပ်တိန်ပြီးတော့သူ့ရဲ့စွမ်းဆောင်ရည်တွေကလည်းဒဏ်ရာတာမရလို့ရှိရင်အနေနဲ့များတော့ကျွန်တော်အရင်တော့အိုဒီကက်ပုံစံမျိုးပြန်ပြီးမျော်လင့်လို့ရတဲ့ပြန်ကောင်းလာနိုင်တဲ့စွမ်းဆောင်ရည်တွေရှိမှာပါကစားသမားတူကိုကျွန်တော်တို့ကခြေစွမ်းမကောင်းတော့ဆိုတသက်လုံးမကောင်းတော့လို့တော့မှတ်ထင်ထားလို့မရဘူးဒီပွဲမကောင်းမြဲနောက်ပွဲမှာလည်းခြေစွမ်းပြနိုင်လို့ဒီပွဲမှာ hat trick သမီးနောက်ပွဲကျရင်ငုတ်တုံမိတဲ့ကစားသမားကြီးလည်းရှိတယ်အဲကျွန်တော်ကတပွဲချင်းစီပဲကစားသမားတွေကိုသုံးသပ်တယ်အဲ့တော့မာတင်အိုဒီကလက်ရှိချိန်မှာအသက်28နှစ်ရောင်းမဲ့ဆိုရင်တော့ဈေးကောင်းရရင်ရောင်းလို့ရတဲ့အရွယ်ပဲတစ်ပတ်ကိုပေါင်2,400ပေးချစ်ထားတယ်စာချုပ်က2028ခုနှစ်ထိကျန်သေးတယ်2026နှစ်မှာတော့အာဆင်နယ်လက်လွတ်မှမထင်ဘူးဒါပေမဲ့နောက်ရာသီမှာများဆက်ပြီးတော့ဒဏ်ရာရည်နဲ့ရုန်းကန်နေရမယ်ဆိုရင်တော့နောက်100ရာသီကျော်2029ຫນွေကြိုင်တော့ရောင်းချသွားနိုင်ရရှိတယ်ဒါပေမဲ့2026ຫນွေမှာတော့အသင်းရဲ့ကပတိန်ဖြစ်တဲ့မာတီအိုဒီကကိုတော့အာဆင်နယ်ဆက်ပြီးထိန်းထားမယ်လို့ကျွန်တော်ကတော့ယုံကြည်ထားတယ်ရောင်းချနိုင်ရခိုင်တော့အရန်နေပါတယ်အကယ်၍ surprise ဆိုပြီးတော့အိုဒီကကိုလိုချင်တဲ့တန်း100ပေးမယ်ဆိုပြီးပုံပြီးပေးတဲ့အသင်းရှင်တော့အသင်းကကလက်ကစံချိန်တင်ရောင်းချရငွေအဖြစ်ရောင်းချသွားနိုင်တယ်ဒါပေမဲ့တည့်ရတိုင်းပဲအာဆင်နယ်ကရောင်းမဲ့ဟိတ်ဆိုပြီးဈေးကလိုက်တဲ့ကစားသမားကြီးကြည့်လိုက်အသင်းမှာတော်တော်လေးအသုံးဝင်တော့တဲ့ကစားသမားမျိုးတွေပဲလက်လွတ်တာဆိုတော့နီးပြဖွဲ့ဝင်ရောအသင်းဘုတ်ဖွဲ့ရောအာဒီတာတို့ရောမာနီအိုဒီကက်နဲ့ပတ်သက်ပြီးရောင်းချမဲ့စီစဉ်မရှိဘူးလို့ကျွန်တော်ကတော့ယုံကြည်ထားပါတယ်အိုဒီကတော့ဒီရသည်ပရီးမီးယားလိပွဲပေါင်း20ကစားထားတယ်73ပွဲထပ်ထားပါတယ်အဆုံးထိကြည့်ပြီးတော့လဲအားလုံးကျေးဇူးတင်ပါတယ်ကြောညီကိုရောလာမယ့်ຫນွေမှာထွက်ခွာနေတဲ့ကစားမရှိရင်ခေါ်မှဝင်ရောက်ရေးသားပြီးတော့ပေါ့ဘောလုံးမွေးနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ပြောရဖြစ်ကစားခြင်းတော့ဘယ်ပါဖွင့်တဲ့သူညာကို646 943 3 9 3 9 3 9ကိုခွန်9 9 3 9 9 9မှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်ခင်ဗျာ